လက်မနဲ့လှုပ်ထားတာလည်းမီးပြက်ပွေးအဲ့ဘောက်လက်မနဲ့တန်းလက်မပါဆိုမှလက်တကယ်နိုင်တာရောအဲ့တော့လက်မရတုံတယ်ဘယ်လိုလက်မနဲ့မှာလက်မပါဆိုအေး这位主谋，这也是妈的不要，还呀，这位是这也是牛，这也是人，这龙这也是人喽。သူကတီးရတဲ့တီးရဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေစုထားပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ယောက်ျားလေးတွေရဲ့မာယာဒီဆိုင်မှာဆက်လက်မတောက်ရဘူးလို့သတ်မှတ်ထားရနော်ဟုတ်ကဲ့ပါမျိုးတော့ရတာဘူးဆက်လက်တောက်တော့တောက်ပါဦးဘယ်သူမှမတောက်ခန့်တော်မောင်လေးစားဟမ်ဟဲ့အာချက်ချင်းကိုနော်မောင်လေးစားဆိုတာနဲ့ချက်ချင်းကိုကျွတ်နောက်တစ်ယောက်မောင်လေးမင်းသားစားချင်းနေများနေရမောင်လေးအာပေါ်ပြီနေတော့ထွက်သွားမောင်လေးစားအာနောက်တစ်ယောက်ဘယ်လိုလာအောင်မလဲဂျိုင်းအဲရတော့အာမျိုးတော့ရတာဘူးဆက်လက်တောက်တော့တောက်ပါအများကြီးအစ်စရာမလိုဘူးเนาะအများကြီးအစ်စရာမလိုအော်တိုတန်းပေါ်တာเนาะအမူအရာတွေကနေရအเจ้าမှာမြန်မာစာတို့ပထဝီတို့သာမတော်ဘူးတင်ချာရတော်တော်မဲ့ပုံမှန်နော်ဟာမလို့တော့စဉ်းစားကြည့်လေနေကိုနှုတ်ပြီးဟိုကောင်မနဲ့ပေါင်းသွားလေအာသူဟာနောင်တယောက်နဲ့တွေ့နေပြီအော်အေးဘာများလဲလို့နေကိုနှုတ်ပြီးနောက်တစ်ယောက်နဲ့ပေါင်းသွားတာဟုတ်တယ်သူတင်ချာတော်တော်တဲ့ပုံပဲเนาะတင်ချာတော်တဲ့ပုံပဲ这位主谋，这也是妈的不要，还呀，这位是这也是。တရက်တီးကိုစောက်ဝက်တီးသူနဲ့တွေ့မှတရက်တီးကစောက်ဝက်တီးဖြစ်သွားပြီเนาะ这位主谋，这也是妈的不要。还呀，这位是这也是牛，这也是人，这龙这也是人喽。သူကတီးရတဲ့တီးရသူကနည်းနည်းလောက်ပြောလိုက်ရင်မရဘူးမေ့တာနည်းနည်းလောက်ဟားလိုက်တာနဲ့ကိုမေ့နေပြီသူမှဘယ်လိုထားလဲတော့မသိဘူးဟာရတရားကြီးနေတဲ့တီးအားပေးလိုက်ကြပါဦးကျင်းတရားကြီးဒီပါကျူလေးတွေဝဲကြပါဦးစလုံးတိုင်းပင်မဲ့လေးတွေပါတော့တလုံးစိမ့်တလုံးမဟုတ်ဘူးเนาะသူနဲ့တွေ့တော့တလုံးစိမ့်ဖြစ်သွားပြီပြောင်းပြန်နေဖြစ်သွားပြီကျူလေးတွေဝဲကြပါဦးစလုံးတိုင်းပင်မဲ့လေးတွေပါတော့စလုံးတိုင်းစလုံးတိုင်းစိတ်မာကုန်ပြီစလုံးတိုင်းအေးတရားကြီးကြပါလို့ဝဲကြပါဦးအမပင်မဲ့လေးတွေပါလို့ချူနေတာပဲစလုံးတိုင်းတရားကြီးပါလို့ဟုတ်ဘူးစလုံးတိုင်းဟုတ်ဘူးစလုံးအဲ့ဒါစလုံးတိုင်းတရားကြီးပါမာကုန်ပြီဝါလာလိုက်တရတီးတောင်နာမည်ပြောင်းပေးရမလို့ပဲเนาะအန်တီနဲ့တွေ့တာတလုံးစိမ့်တလုံးစိမ့်ဖြစ်ကုန်ပြီဟယ်လိုကြားလားအမေမမအမေဟိုနှလုံးရအမကြီးရောက်နေတယ်အခုကိုရဲမနေ့ကလိုပဲတဲ့စီဒီဆွဲပေးထားမှလားတဲ့ဟာအဲ့ဒါလာမေးလို့မေးကြလားမေးဟယ်လိုသူလုတ်ပုံနဲ့သူ့အမေလဲဂျေးတဲ့ရောက်တော့မယ်အဖမ်းခံရတော့မယ်အယုတ်ဒီမှာမိုက်ကြီးနဲ့ကွာကြည်အောင်တိုင်နာတာကိုလာတမီးပြောနေစကားကအပေါ်မပါလိုနေတာကိုပါကြည်အောင်ရှေ့သွားကြည်တော့သွား၄-၅ချောင်းလောက်ကကျိုးနေတာသွားမစုံသေးဘူးလိုချင်တာကိုတဲ့ကြည်အောင်နော်မနိုင်ဘူးရန်တလာမနိုင်စိန်လေးဟာကြည်အောင်ဖုံးကန်နေအိပ်ပျော်သွားတာတော်တော်ပင်ပန်းသွားလို့လားမသိချစ်တယ်နော်ကြည်အောင်ဂီယူဆိုင်နဲ့ဆောင်းလေးတွေခြုံပေး
သူပါအိတ်တော့မှနဲ့တူတယ်ဖေးကနေစာကြည့်မပြတ်ဘူးယောက်ျားလေးအိတ်ပျော်သွားတဲ့အခါမိန်းကလေးကဘလို့မူရပြမလဲဘာတွေပေါ်သွားလဲမသိဘူးဖုန်းထဲကဒီကွင်းကိုစောင့်နေတာနဲ့တူရယ်နော်ဘယ်တော့ကလေးက तू အိပ်ပျော်မဲ့အချိန်ကိုစောင့်နေလဲမသိဘူးအရမ်းမမြောက်နဲ့အမ အော်မောင်လေးပတ်စင်လာဖို့လားဒီလီကဘယ်လောက်လဲမောင်လေးအော်ဟုတ်လားမောင်လေးပြီးမှခိပင်းနဲ့လွှဲလိုက်မယ်နော်အေးမောင်လေးအော်ဘာဖြစ်လို့လဲမောင်လေးညက်ထားတယ်အော်ဘာဖြစ်လို့မောင်လေးခိပင်းနဲ့မပြောင်းသွားလို့လားဘာဖြစ်လို့မောင်လေးအမမလေးပစ္စည်းမရခဲ့လို့လားအော်မောင်လေးဇပီကပြောင်းထားတာအေးအော်ငါဒီနေ့ငါမောင်ကိုကြည့်နေတာတန့်နေတယ်လို့သိလားအေးခန့်ချွားကြီးအမမှတ်တာမမေ့ရုပ်တရက်ငါမောင်ကြည့်တာတန့်ပြက်နေရပဲအမနှခမ်းမိုးဝယ်ကြည့်နေဇပီဝင်မြင်လိုက်ဘူးဖြောရတန့်လိုက်တာငါမောင်ရဲ့ရမ်းချိုးတာပဲအေးအဲ့ဒါမောင်တတိကရှော့ပေးလေယောချက်ချင်းယူနော်အပြောလေးနဲ့တင်နော်ချက်ချင်းကိုဒလီကာမယူတော့ဖြစ်သွားတာကြည့်ဦးသွားကြီးကိုဖြီးလို့ဖြောရတန့်လိုက်တာငါမောင်ရဲ့ရမ်းချိုးတာပဲအေးအဲ့ဒါမောင်တတိကရှော့ပေးလေအေးရမ်းချိုးတယ်တိလားငါမောင်ဒီကိနဲ့ရလိုက်တယ်ကိုရီးယားမင်းသားလေးနဲ့တူတယ်ဘာမှလေးချနာပဲဒီဘဲညတော့အိပ်ပျော်မှာမဟုတ်တော့ဘူးเนาะတအားအပျော်တွေလွန်ပြီးတော့တလီလောလောဆယ်တော့ तू အပျော်တွေလွန်သွားပြီနောက်ကိစ္စနောက်မှရှင်းမယ်သွားနောက်ကိစ္စရုံးမှရှင်းပေါက်ထဲကိုလက်ခေထိုးလိုက်တဲ့ငါးကားလောက်လုပ်ခဲ့တော့အော်တိုလက်တယ်ခဏကွာဟာအေးထိုးလိုက်တော့အဲ့စစ်အိတ်စောတဲ့ကို9កောက်လောက်လက်ညှိုးနဲ့ထိုးရင်ဖနိုင်ကောင်ကအော်တိုပွင့်တယ်စောက်စမ်းကြီးနော်ဟိုလူကလည်းလူရိုးကြီးနဲ့တူတယ်တကယ်ကြီးယုံတာကြုံတကယ်ကြီးထိုးနေတာပေါက်ထဲကိုလက်ခေထိုးလိုက်တဲ့ငါးကားလောက်လုပ်ခဲ့တော့အော်တိုလက်တယ်ခဏကွာလူကြီးထိုးရတော့အဲ့စစ်တယ်ရယူအဲ့ပြီးတော့ဟိုပေါက်သွားနိုင်ဟိုခုနတော့ပေါက်ဘယ်ပေါက်တော့လို့ဒီကွာလားတက်မှုလေးကွာမင်းလေလူကြီးကိုပေါ့ရေဖို့မရှိလို့တကယ်သူ့ဟောလက်ခိုင်းရောပတ်ဆက်ယူခိုင်းတယ်လက်တန်းနေအမျိုးတို့တကယ်ကြီးထိုးတာရောလက်ကြီးမရလို့လက်တန်းနဲ့ရလားအဲ့ပြီးဟုတ်ခုနတော့ချက်အဲ့နေရာမှာအဲ့နေရာနဲ့လိုက်အဲ့နေရာနဲ့လိုက်အဲ့နေရာတော့အော်တိုလက်တာဒေါက်ဆိုလက်တယ်ဟုတ်ပြီအဲ့နာလေးမဟုတ်တော့တကယ်ကြီးပဲလက်မလားရပြီအဲ့ဒါပေါက်ပြန်လိုက်ပေါက်ကိုငါးကလောက်ပြန်လိုက်လက်ပြီးဝင်သေးလို့ပြန်လိုက်အဲ့ဆိုမှဆက်ဆက်ဆက်လို့လိုက်ဘာမှမဟုတ်လေကချုပ်ကပြောင်းပါတယ်ကွာမဆိုးရအောင်ပါပါလို့ဆိုထည့်တာပါဆိုပြောင်းနေရပါကွာခုနမိခိုးနဲ့ပေါက်3ချက်လောက်ပြန်လှည့်နေအောင်လို့လက်တန်းဆိုမင်းလက်မလဲလားလက်တန်းနဲ့လားတကယ်ထိုးတာနော်ရောကျိုးလက်တန်းနဲ့လက်မလဲဒီမှာလက်မလဲနိုင်ကြည့်အဲ့ဆိုရုပ်ငါပဲကုန်ပြီရုပ်လက်မလဲနိုင်ကြည့်ငါတယ်ရမယ်လေကွာရိုးလေကွာဟုတ်ကဲ့ခင်ဗျပတ်သက်တယ်ဟောဟုတ်တယ်အဲ့နားလေးပဲရုပ်ရခင်ဗျအဲ့နားလေးပါပဲတော့အဲ့နားလေးပါပဲသူအမေပိတ်တာဟုတ်ကွာဘောက်ပိတ်တာတော့ရတက်ပြီလားတဲ့လူကြီးကိုစားတာနော်哦，那里，干。ငါတာလို့ပြောတယ်ငါဒီညံလည်းပြောကွာပြီးတော့လက်မနဲ့လောက်ထားတာလည်းမိလက်ပူရအဲ့ပေါက်လက်မနဲ့တန်းလက်ပါပါဆိုမှလက်တကယ်နိုင်တာရောအဲ့ဒါလက်မရတုံတယ်ဘယ်လိုလက်မနဲ့မှာလက်မပါဆိုအေးမတော်ရတွေလက်ကျတုံနေလို့တော့လူကြီးကိုကြမ်းကြမ်းပန်းပန်းစားတာနော်သူနေတဲ့လူကြီးကိုစားတာမမအပြိုမဟုတ်ဘူးနော်ကျွန်တော်မမကိုချစ်တယ်မမမှာကလေး2ယောက်ရှိတယ်ကျွန်တော်မမကိုချစ်တယ်ပတ်ဝန်းကျင်ကလက်ညှိုးထိုးရင်ရောကျွန်တော်မမကိုချစ်တယ်ကျွန်တော်မမကိုချစ်တယ်လဲဆိုရောတနခါပဲကြားနဲ့နော်ဒီအတော်ဆိုးနေပြီတနခါပဲကြားနဲ့အန်တီအတော်ဆိုးနေပြီ
အကိုလေအခုကင်မရာထိတ်မှာတက်ဖို့လေပြောင်းရှည်ကြီးလေဖြူပတ်ကြီးနဲ့အဲ့လိုမျိုးကြီးဝယ်ပေး lens မဝယ်ပေးဘူးအရှင်မင်းကအဖက်မရနဲ့ကိုကလေတောင်ချော့ရိုက်မြောင်းချော့ရိုက်နဲ့ပတ်စံရရလည်းမဟုတ်ဘူးအိမ်မှာလာနာတဲ့ကြီးကန်းတော့အငိမ့်မနေရဘူးလွတ်ပေးတာမဟုတ်လိုက်ကြိုက်ဝယ်ပေး ဟုတ်တယ်ကင်မရာဝယ်ကစားအဲ့လိုပဲတဲ့လားတွေးသမျှအကုန်ရိုက်တာမျက်လုံးနဲ့မြင်သမျှအကုန်ဟိုလိုချစ်လွှတ်လိုက်ဒီလိုချစ်လွှတ်လိုက်နဲ့လိုက်ရိုက်တာတဲ့လားဘာရဲတော့မဟုတ်ဘူးအဲ့လိုပဲကိုတွေလည်းကြုံခဲ့ဘူးတယ်အဲ့လိုမျိုး သွား အဲ့ကြောင့်ကိုပြောပါရင်ကိုယ့်ဘက်ကိုဝယ်သုံးပါဆိုခုတော့ပြောခံရပြီလားဘလောင်းမှရှိရတယ်မဟုတ်ဘူးကိုယ့်ဘက်ကိုဝယ်သုံးလိုက်လေရတဲ့ဟာကိုခုတော့သူများငှားသုံးတာပြောခံရပြီလားအမကိုဝယ်ခိုင်းလေအမဝယ်မပေးနိုင်မဲ့ဟာမဟုတ်ဘဲနဲ့နာလားမနာလားတော့မသိဘူးကျွန်တော်ကတော့နာတယ်ကိုနေထားရင်းနဲ့အဲ့လိုပြောခံရတာကောင်းလား ဘာဖြစ်လာကြလဲဒီကြီးကိုနှစ်ယောက်က ဒီမှာအကိုလေးသူများရဲ့ကင်မရာရှေ့မှာတက်တဲ့ပြောင်းရင်ငှားသုံးတာအဲ့ဒါပြောခံလာတာဟိုကငှားပေးရလည်းမဟုတ်ဘူးပက်ဆက်ပြောခံလာတာ သူလဲဘသူပြောရလဲငါ့ယောက်ျား ဒါမျိုးတော့လာမလို့နဲ့မရဘူးငိမ့်ခံနေတဲ့ထဲမှာသူမပါဘူး အဲ့ဘလောက်မို့လို့လဲဘလောက်တန်ဖို့ရှိလို့လဲမလေးမရှိရလားမလေးမရှိအခုချင်းချင်းတော့ဝယ်လိုက်ပတ်စံပေးလိုက်မယ်နော်ရန်ကုန်မှာရှိရလားရန်ကုန်မှာဆိုရှိရင်လည်းမှားလိုက်တခါတည်းငါယောက်ျားကိုငါပဲနိုင်မယ်ဘယ်သူမှနိုင်စားတာမကြိုက်ဘူးငါယောက်ျားပဲနိုင်စားရတယ်ရှိတယ်တော့ဝယ်ယူသွား အဲ့မန္တလေးမှာရှိရလေ မလေးမရှိရလားအေးတော့ဝယ်လိုက်တော့ဆိုင်အခုချင်းချင်းသွားလိုက်ဘလောက်လဲလို့မေးကြလားအဲ့ပြောင်းကြီးကပြီးကေပေးလွှဲပေးလိုက်မယ်တော့ဝယ်ကြ ပိုင်ပဲနော်ပိုင်ပဲနော် ငါယောက်ျားဘူးမှလာမနိုင်စားနဲ့ငါပဲနိုင်စားမယ် ဒါပဲဒီလိုပဲဖြစ်ရမယ်မိုက်တယ်နော်အကွက်လေးတွေနော်ယူလိုက်ရင်ပညာတွေကြီးပဲနော်ကောင်းကြီးတို့ကဲဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိလိုက်ကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်